Hello guys ကျွန်တော်နာမည်ကစတစ်ပါကျွန်တော်မနေ့ကချန်တစ်ချန်ဝယ်ပြီးတော့ဒီနေ့မှကျွန်တော်အလုပ်စားလုပ်မယ်နေလေးပဲဖြစ်ပါလေအချန်ပိုင်ချင်လည်းသဘောကောင်းနေဗျကျွန်တော်ဆိုဈေးတွေချော်ပေးရဗျာကျွန်တော်ဘယ်လိုဈေးချော်ပေးလဲဆိုတော့ဒီမှာကြည့်လိုက် Hello တထေကျွန်တော်ချန်လေးတစ်ချန်လောက်ရောင်းပါလားဗျ ချားစီတော့အမျိုးရှိရဲ့တင်းတရနဲ့တင်း150နဲ့ရှိတယ် ကျွန်တော်တင်း100နဲ့ပဲပေးပါဗျာအဲ့ဆိုရင်ခုပတ်စံရှင်းလိုက်တော့မယ်နော်ကျေးဇူးပဲမနေ့ပြင်ငါအချန်တစ်ချန်နဲ့အရင်နေ့ထုတ်မယ်ပတ်စံလေးရှာမယ်ဟေးပြောစရာကြီးကျွန်တော်မနေ့ကဝယ်ထားတဲ့ချန်မှာကျွန်တော်ဒီနေ့စအလုပ်တွေစာကြိုးစားနေပြီဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့ချန်မိုင်3ဖြောင်းလို့အလုပ်တွေစာကြိုးစားနေရပဲဖြစ်ပါတယ်ချန်ဝယ်လိုက်တာတခုကောင်းသွားရင်ဘာကောင်းသွားလဲဆိုတော့မမီးနဲ့ဒီချန်ဝယ်ထဲရလို့ဒီမှာအသီးတွေကစာပြီးတော့ထွက်တာမြေရောစားကောင်းလို့လားမြေကြီးကောင်းလို့လားတော့မသိဘူးပြီးကြတော့လေအသီးရဝယ်ကြမလို့အလူပါနေတာအဲ့ဒါကြီးကတခုမိုင်းနေပြန်ရောကိုလည်းအတီးရနှုတ်ပြီးတာတခါတည်းဈေးဆိုင်မှာရောင်းလိုက်တော့သူတို့ကတော့တခုမိုင်းလေခြံရောင်းရတာမဟုတ်ဈေးဆိုင်သွားရောင်းရတာဒါပါတီးလည်းမသိဈေးပြီးတီးလည်းဟုတ်ချင်မအောင်မခင်းချင်းနေပေးရလဲဟိုဘေးနားမှာရှိနေဈေးသွားရောင်းလိုက်အောင်မယ်ငါတို့ပစ္စည်းအကုန်ရောင်းဘယ်လောက်ပြရလောက်လဲရော1140တဲ့မတန်ဘူးကြီးအောင်ငါတို့ခင်းချင်းတီးတွေမှာနှုတ်ထားတာ1140တဲ့အတီးကတော့ခြံထဲမှာရှိလို့မွဲတဝဲတော့ဘူးကွာငါတို့တင်တဲ့အရင်နေ့ပြန်ရောက်မှုဆိုရင်3ပတ်လောက်တော့ကျူးစားမှရမယ်ဒီလိုပတ်စံမျိုးနဲ့ဆိုရင်3ပတ်လောက်တော့ရလောက်မှာဘာလို့လဲဆိုရင်ကွာတစ်ခါရောက်ရင်1140ပဲထားလိုက်နှစ်ခါရောက်မှ2000နဲ့မှ280ပဲရှိရကွာအဲကြတော့ငါတို့ပတ်စံနေတယ်ကွာအဲကြောင့်ငါတို့3ပတ်လောက်ကျူးစားမှတင်100ဆိုတဲ့ရာခိုင်နှုန်းရလောက်မှာကိုလည်းငါတို့အတီးရင်နှုတ်ပြီးတွားရောက်မယ်ဘယ်လောက်ရလောက်လဲကိုကအိုးဒါ9000ကျော်ရောင်းဝါးပါလို့လားမသိဘူးနော်9000ကျော်ရတာအဲ့လောက်တည်းဝါးပါလို့နေမှာရအဲ့ဆိုရှုပ်တယ်ကွာအဲ့လောက်တော့ရနေဝါးပင်နေပဲစိုက်တော့အဲ့ဒါမှငါတို့ပတ်စံပို့ရပြီးတော့3ဘက်စား2ဘက်ပဲစုရတော့မှာခုရောင်းပြီးအိမ်ပြန်ပြီးတော့အတီးပြန်နှုတ်မယ်နှုတ်ပြီးတာနဲ့တခါတည်းပြန်လာရောင်းမယ်ဟလားငါတို့အတီးနှုတ်ပြီးတာနဲ့ပြန်လာရောင်းပြီးပတ်စံရတဲ့ဥစ္စာလေးကိုစုထားမယ်အဲ့ဒါမှငါတို့တခါထဲနဲ့နောက်ချန်တစ်ချန်မှဝယ်လို့ရမှာငါတို့ကအိမ်မြန်ကနေအတီးလောက်တော့ဝယ်ရမယ်ဘယ်လောက်တန်အတီး4000တန်အတီးတည်းရှိဟာခဏလေးမွေသေးပါဘူးအောက်ဒီမှာဘာရှိသေးလဲမသိဘူးအေးဘာတော့မရှိတော့ဘူးအဲ့ဆိုရှိတဲ့အတီးလေးပဲဝယ်သွားလိုက်တော့မယ်4000နဲ့ပဲဒီမှာဟာ4000နဲ့ရောတတီးပဲဝယ်လို့ရမှာနော်နှစ်တီးဝယ်8000တောင်ကုန်မှာဟာအဲ့ဆိုရင်ငါတို့တတီးပဲဝယ်လိုက်တော့မယ်4000နဲ့ကျန်တဲ့9000ကတော့စုတဲ့အထည့်ထည့်လိုက်မှာပေါ့ကွာပြီးတော့ငါဝယ်လိုက်အတီးကမရောက်လာသေးပါဘူးအေးရောက်ပြီငါတို့အတီးရောက်ပြီဆိုပြီးနားမှာဆိုင်ဒီနားမှာစပယ်ဆိုင်လိုက်တော့ခွေးလေးကဘာလာရှုံနေဟိုဘက်တော့ဟာโอเคမအတီးလေးဆိုင်ပြီးသွားပြီဆိုတော့ငါတို့ဒီအပင်နေနှုတ်မယ်နှုတ်ပြီးတစ်ခါလေးတွားရောက်နိုင်မလားရောက်ခွေးလေးရောက်စားဟေးစားတယ်ငါတို့အတီးပေါင်းလို့ရောင်းနေဈေးတွေကဘယ်လောက်လဲမသိဘူးအဲ့ဆိုရင်ငါတို့ခန်းကြီးလေးတတီးတွေကိုတိုင်အောင်ကြည့်မယ်ဈေးဘယ်လောက်ရမလဲဆိုတော့ခန်းကြီးနေငါနှုတ်ပြီးဆိုတော့တွားလို့ရရဲ့လားပကွားခုံသွားမှာကွာဒီမှာဆိုင်လေးတော့ရောက်ပြီဆိုင်ကငါတို့အမီနာမှာနီးလေးဟာဒါဘယ်လောက်ရလောက်လဲဈေးကတော့ဘယ်လောက်38ကျပ်တယ်ဟာရနည်းနည်းလေးဟာ38ကျပ်ဆိုတော့ဘယ်လောက်မှမရှိဘူးခင်ကြီးသေးပြစ်တယ်ပဲရောငါဖေးပြန်ရောက်လာတော့ဈေးတိုင်းပြန်သွားတာဟာပြန်သွားမှာကွာပြီးတော့ဒီအဝိုင်းအောင်သေးလေးတော့ငါမနှုတ်ကသေးဘူးနှုတ်ကြည့်အောင်မယ်ဒါပါသေးလေးလေရောနှိပ်လို့မရအေးရပြီဖြစ်အောင်အေးအဝိုင်းအောင်သေးလေးမိုက်တော့မိုက်တယ်ဟာတက်လာကွက်ကြလေးနဲ့ဒီဥစ္စာ2.75 kg တော့ရှိတယ်ဘယ်လောက်တော့ရလောက်မလဲ86ကျပ်ပဲရတယ်နဲတော့ကွာငါတို့ဝင်စိုက်ထားတာအကြာကြီးပဲအပင်စိုက်ရတာအဲ့တော့ကွာအပင်တော့နောက်တစ်ခါမစိုက်တော့သူ့ပေါက်ပါစေတော့ခင်းချင်းနေပြီးနှုတ်ပြီးတော့သွားပဲရောင်းတော့ကျော်ဘောင်းလုံးနှုတ်မှာကွာဥပမာလေချုံပုတ်ကြီးတွေရောဒီဝါကတော်တော်လေးရတယ်ဟာမအကုန်လုံးနှုတ်ငါတို့တွားရောင်းကြမလို့လေခွေးပါကျူးလို့ရတယ်ဟာအဲ့ဆိုရင်ဒါလေးမှနှုတ်မလားနောက်ပြန်နေတွားရောင်းဘလောက်လို့ရငါတို့ရလဲနေရင်တော့တော်အေးဘေးတော့တက်လို့ရတယ်ဟာအမြင်ကြီးပဲဟာအကြီးပဲကြာကိုမပဲကြီးပြီးတော့နောက်ထပ်ခြံဝယ်ထားတဲ့ကောင်တွေကတယောက်မှလည်းမရှိဘူးလားမသိဘူးငါတယောက်တည်းလည်းမသိဘူးကွာပြင်းစရာကြီးဟာနောက်ကောင်းနေမှရှိစကားကြီးပါပြောလို့ရတယ်တော်ကွာအဖေါ်ကြီးကပြင်းလာရင်အောက်ကိုဆင်းပြီးပဲဈေးသွားရောက်တော့မယ်ဒီဖြောင်းပင်လေးမှနှုတ်အောင်တောင်းတော့မှာကွာဒါဘယ်လောက်ရလောက်အများတော့ရမှာပဲဟေ့1000ကျော်နီးပါးရဒါပေမဲ့တန်တော့တန်ပါတယ်1000ကျော်နီးပါးဆိုတော့ငါတို့နှုတ်ထားတာခဏလေးဒါလေးပါထပ်နှုတ်ပြီးတော့ရောင်းမှန်းလား
ရောအကုန်လုံး6ဘက်နှုတ်ဒီခွေးလေးကငါမှလည်းတကောင်ပဲရှိသေးတယ်နောက်ထပ်တားလိုက်မှုအတွက်ငါမှအကောင်တွေအများကြီးလိုသေးတယ်အဲကြောင့်အသီးလေးပါလေးဝယ်ရအောင်မယ်ဥမောက်ရလို့အသီးမဟုတ်ခခွေးကအသီးနဲ့မှဟိုကလုံးလို့မရတော့ဥနဲ့ပဲလုံးလို့ရတော့ကြောင်ဝိုင်းငါလဲဟေးရောအပိလေးကိုကျင်80ရာလေးသူကလိုကြီးတာဖြောင်းလေးသူနှင်းကြာနေတော့ခရစ်စမတ်နေ့ဟုတ်လို့လားမသိငါပင်နှုတ်ကလည်းရောင်းနေဆိုတော့တောင်းရောင်းလိုက်အောင်မယ်တစ်ခါရောင်းလိုက်တစ်ခါဝယ်လိုက်ဆိုမှအဆင်ပြေမှာနောက်မဆိုပတ်စံပဲစုနေကွာငါတို့အသီးမရှိတော့ပဲဖြစ်သွားလိမ့်မယ်ငါတို့ချိန်ဆိုင်ပြီးတော့ကွာအသီးလည်းမရှိဘူးဆိုခုချိန်ရဟင်းလေးပြင်ဖြစ်သွားအဲကြောင့်ငါတို့တစ်ခါတည်းဟိုအသီးကွက်လိုက်တက်ပြန်ပြီးတော့စုလိုက်ပြန်ပြီးတော့လာဆိုင်လိုက်အသီးလေးပြန်အောင်လာလိုက်အဲ့လိုလုံးမှအဆင်ပြေမှာကိုဘာသီးလေးရှိလည်းမသိဘူး1300တန်တော့တွေ့ရအဲ့ဒီကနောက်မှဝယ်မယ်ကိုကအောက်မှာဘာသီးမှမရှိဘူးကွာအောက်မှာပတ်စံရှိလုံးကြတော့အသီးကငါလူတင်တဲ့အသီးမရှိတော့ငါမှပတ်စံမရှိဘူးဆိုအသီးကငါလူတင်တဲ့အသီးပေါ်လာကိုမွေတော့ကွာအသီးတော့တစ်ချက်ကြည့်လိုက်အောင်မယ်800တန်လို့1300တန်လို့တော့ရှိတယ်ဒါမှငါတခုမှတော့မလို့ချင်းတော်ပြီကွာငါဘောက်ပြန်ပြီးပဲအသီးပြန်ပြီးတော့နှုတ်တော့မယ်ဒါရင်နောက်နေ့မှငါပြန်လာတော့မယ်ငါတို့ဟိုဘက်မှာဥဒိပါရီဝယ်ဆိုင်တစ်ဆိုင်တွေ့ခဲ့တယ်အဖက်ကိုသွားကြည့်မယ်ကွာဒီဘက်ချန်ကဘာလည်းမရှိပါဘူးခရစ်စမတ်နေ့ဟုတ်လို့ထင်တယ်ခရစ်စမတ်အပင်ရောပေါအောင်တယ်အိုးအေးဒါဘာကြီးလဲဟာအိုးရနန်းတော့ပုံစံဒါမှတက်တက်လေးဒီကဘာလည်းမရှိတော့ခရစ်စမတ်ဟွာရပေါအောင်တယ်အတီးရစိုက်လို့ရလားဟာအော်ဒီမှာငါပြောဆိုင်ဥဝယ်လို့ရနော်ငါတို့ချန်ကိုရောက်ပြီဆိုတော့ဟိုတစ်ပိတ်နေကိုပြန်ပြီးတော့ဆိုင်မယ်ဆိုင်ပြီးတော့အတီးပြန်နှုတ်ကမယ်ဟေးဝါနှုတ်ကြည့်အောင်ငါပြီးကြတယ်ဒီခင်းချင်းတွေလှုပ်သွားလဲဟိုပြတ်သွားပြီဟောခေါ်ပြားနဲ့ငါတတ်တုလိုက်တော့အဲ့လုံးပြကြဝါဖြတ်ပြီးတော့ဝါတိုင်အောင်ကြည့်မဘလားလောက်ရမလဲဝါတော့အရှိကြီးပဲဟာဟေးရောရှိုးလိုက်ဝါအရှိကြီးပဲတော့ဘလားလောက်ရလောက်ကြည့်မယ်ကွာငါတို့အများဆုံးတော့3000ကျော်ပေါ့မှန်းလာတယ်ဘယ်လောက်ရမလဲတော့မသိဘူးအိုးဟဲ့4000ကျော်တောင်တော့ရအေးမိုင်ပါပြီမိုင်ပါငါဒီနေ့ဆိုရမယ်ပတ်စံနေ4000ကျော်တော့ရရဲဆို easy ဖြစ်သွားပြီဝါးဒီကိုပဲစိုက်ကောင်းမလားမသိဝါးပဲရတော့မတွေ့ဘူးဟာဒီပေးနှုတ်ထည့်အောင်ကြည့်အပြင်ကိုကုန်နှုတ်မှာရော့ခိုးလေးစားရိုက်သူဟိုစားပြီးဆိုတော့ငါပြီးကြပြန်အောင်မယ်ကွာအသီးတွေအကုန်နှုတ်ပြီးရတယ်တခါလေဈေးဆိုင်ကိုထပ်ပြီးရောင်းမယ်ကွာအာမပတ်စံနေစုဆိုရင်ငါရဲ့အရင်ကိုပြင်ရမှာခုပတ်စံနေစုမယ်အသီးတွေစုပြီးသွားပြီဆိုတော့စုပြီးတောင်းအောင်လိုက်တော့မယ်ငါတို့ဘလောက်လောက်ရလောက်နင်းလားမသိနဲတယ်ဟာဟုတ်တရားကျော်တဲ့ငါဘာလောက်ကမှလဲဟာရောကွာဒီဆိုင်မှာငါပစ္စည်းပါလေးဘာပစ္စည်းပါလေးရှိသေးတယ်1000နဲ့4000နဲ့တွေ့တယ်ပြီးကြတော့ဘယ်လောက်တည်းမှမတွေ့တော့ဘူးဟာအကြိုင်ငါတို့900တန်50တန်တွေရောတွေ့တယ်400တန်600တန်800တန်တွေ့တယ်ဒီအဝိုင်းအောင်ဘာဝယ်မလဲ1000နဲ့မဝယ်ကောင်း1000နဲ့မဝယ်လိုက်မယ်ကွာငါတို့တစ်ခု1000ဆိုတော့4ခုဝယ်လိုက်မယ်4000ကျရယ်ကွာကိုတဲ့ပတ်စံကိုနည်းနည်းစုလိုက်မှာငါတို့မှ19000ရှိတော့15000လောက်ကျန်မယ်အဲဥစားကိုနောက်ဟာတွေဝယ်ဖို့အတွက်ငါတို့စုထားလိုက်မယ်လားအဲ့ဒါကို4ခုဝယ်လိုက်ဆိုတော့4ခုဘယ်နှောင်းအတင်းဒီအရှိဘက်မှာစိုက်ကောင်းမှာဒီနားမှာပဲစိုက်လိုက်တော့မှာကွာ4ခုလုံးဟုတ်ဒီရောနဲ့3နောက်တစ်ခုပြရသွားတာwhat နောက်တစ်ခုရောညမောင်ဝါကြီးဟာငါတို့ကိုဆိုင်ထားတဲ့အတီးတွေမလည်းမိုးလေးတာနဲ့တော့ပွင့်မယ်လို့ထင်တာပဲအဲ့ဒါကိုလောက်စောင့်ကြည့်လိုက်မယ်ကွာရောပပြေးနေအောင်မယ်ဒီခင်းကြီးတွေနှုတ်ပြီးတော့ထည့်အောင်မယ်ကွာရောင်းလို့ရတဲ့ပတ်စံတွေကိုစုမယ်စုပြီးတာနဲ့ငါတို့ခြံနောက်တစ်ခြံမှာဝယ်ပြမယ်တော့ရှုပ်လို့ဒါပါရပြီဒါဘယ်လောက်ရလောက်လဲအနည်းဆုံးတော့ဝါလောက်ပဲရမှာ200ကျော်တယ်ငါဘာလို့လူများ200ကျော်ဆိုင်ရကွာနောက်တစ်ဆိုင်မရှိနောက်တစ်ဆိုင်မှာရောင်းချင်တာဒီဆိုင်ရလဲဘာလဲသိမရအောင်မကြုံကဘာလုံးလို့ကြာဝိုင်းဆက်နေတာပဲဒါနဲ့စကားမဆက်ကျွန်တော်ကောက်လေး subscribe လုပ်ခဲ့အောင်အဲ့ဒါမှကျွန်တော်တင်တဲ့ဗီဒီယိုတွေကို brother တို့တွေ့ရမှာကျွန်တော်ကောက်လေးမှာအဒီထက်ကောင်းတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့မှာမို့လို့အားလုံးကိုချောင်းနေမှုအကြံပြုပါတယ်ကျွန်တော်ကောက်လေးအားပေးနေတဲ့ဒီအောင်စင်တိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်